နှုတ်ကပတ်တော်ကိုအတူတူဖတ်ရှုဖို့အတွက်ဖြစ်ပါတယ်ဆိုတော့ okay ဒီနေ့ရဲ့ဖတ်ရှုခွင့်အရေးမဲ့ကျမ်းပိုက်ကတော့ရှင်မဿဲခရစ်အခန်းကြီး6အခန်းငယ်3တင်ဒီအလူဒါနကိုပေးသောအခါပေးချောင်းကိုမထင်ရှားစေခြင်းကလေရလက်ပြုသောအမှုကိုလက်ဝဲလက်မြအတိစေနေဆိုတော့ဒါကတော့ဒီနေ့အတွက်ခွန်အားရမယ်ကျမ်းပိုက်ဖြစ်ပါတယ်ဆိုတော့အစဉ်တိုင်းကျွန်တော်တို့တော့အတွက်ကိုကျွန်တော်တို့တုတ်တာအခန်းကြီး1ကိုကျွန်တော်တို့ဖတ်ရအောင်ပညာတရားနီးပညာ okay စမ်းမယ်ပညာတရားနီးဥပဒေတရားကိုတည်၍ဉာဏ်နှင့်ရှင်သောစကားကိုနားလည်မိကြောင်းပညာတွင်တင်ခြင်းဖြောင့်မတ်စွာကျင့်ခြင်းတရားသဖြင့်စီရင်ခြင်းလိလျူရှုစွာဆုံးဖြတ်ခြင်းအမှုအရာ၌လေ့ကျင့်မိအကြောင်းမိုက်သောသူသည်လိမ္မာ၍လူပြိုသည်ပညာတတိနှင့်ပြည့်စုံနိအကြောင်းဒါဝိဒ်၏သားတော်ဖြစ်သောဣတေလရှင်ဘုရင်ရှောလမုန်စီရင်သောတုတ်တန်စကားဟုမူကားပညာရှိသောသူသည်နားထောင်သဖြင့်ပညာအတတ်တိုးပွားရလိမ့်မည်ဉာဏ်ကောင်းသောသူသည်တုတ်တန်စကားအနှံ့အသိပ်ပေကို၎င်းပညာရှိဟောပြော၍နှင့်နေသောစကားတို့ကို၎င်းနားလေသောနိတာရေးเสียအဖြစ်သို့ရောက်ရလိမ့်မည်ထာဝရဘုရားကိုကြောက်ရွံ့သောသဘောသည်ပညာ၏အချုပ်အခြာဖြစ်၏လူမိုက်တို့သည်ပညာနှင့်ဥပေဒကိုမထီမဲ့မြင်ပြုတတ်ကြ၏ပညာဆိုင်ရာတတိစကားငါသာအဘ၏နီးဥဒေတကိုနားထောင်လောအမိ၏တရားကိုလည်းမပေနီထိုနီးဥပဒေတတရားတို့သည်တင်ဤကောင်း၌တင့်တယ်သောဥယျတင်ဤလေပြင်း၌ပတ်ရသောလေဆွဲဖြစ်လိမ့်မည်ငါသာလူဆိုးတို့သည်တင့်ကိုသွေးဆောင်လင်ဝမခံနီသူတို့သည်သူတို့ကငါတို့နှင့်အတူလိုက်လောသူအသက်ကိုတတ်အံ့သောငါစောင့်ကြစို့အချင်းနှင့်အပြစ်လွတ်သောသူတို့ကိုချောင်းမြောင်းကြစို့တင်းကြိုင်တွင်တို့စင်သောသူတို့ကဲ့သို့တကိုယ်လုံးပါလက်အသက်ရှင်လက်ရှိသောထိုသူတို့ကိုမာရဏနိုင်ငံမျိုးတကဲ့သို့မျိုးကြစို့အဖိုးထိုက်သောဗန္တာအမျိုးမျိုးကိုတွေ့၍လူယူသောဥစ္စာနှင့်ငါတို့အိမ်ကိုပြည့်စေမည်ငါတို့နှင့်ပေါင်းဖော်သောရသောဥစ္စာကိုအညီအမျှပိုင်ကြစို့ဟုဆိုတော်လဲငါသာသူတို့နှင့်မလိုက်နီသူတို့သွားသောလမ်းကိုရှောင်လော့အကြောင်းမူကားသူတို့သည်ဒုစရိုက်ပြုရာကိုပြေး၍လူအသက်ကိုတတ်ခြင်းကလင်းမြန်ကြ၏အကယ်စင်စစ်ငဲ့မျက်မှောက်၌ပိုက်ကွင်ကိုဖြန့်ထားလင်အကြံမမြောက်ရာလူဆိုးတို့သည်ကိုအသွေးကိုတွန်းသောငါဆောင်း၍ကိုအသက်ကိုတတ်အံ့သောငါချောင်းမြောင်းတတ်ကြ၏မတရားသောစီးပွားကိုရှာသောသူအပေါင်းတို့သည်ထိုသို့သောအကျိုးကိုခံရ၍ထိုစီးပွားတွေမိမိအရှင်၏အသက်ကိုတတ်တတ်၏ပညာကိုတောင်းခံပညာသည်ပြင်မာကြွေးကြော်၍လမ်းခရီး၌မိမိစကားသံကိုလွင့်တတ်၏လူစည်းဝေးရာအဦး၌၎င်းမြို့တကားဝတို့၌၎င်းမြို့ထဲ၌၎င်းခေါ်၍မွတ်ဆိုသောစကားဟုမူကားအိုလူမိုက်တို့တင်တို့သည်မိုက်သောအကျင့်ကိုနှစ်သက်လက်ကဲ့ရဲ့သောသူတို့သည်ကဲ့ရဲ့ခြင်း၌မွေ့လျော်လက်မိုက်မဲသောသူတို့သည်ပညာအတတ်ကိုမုန်းလက်
အဘေမြကာလပတ်လုံးနေကြလိမ့်မည်နီငါဆုံးမသောစကားကိုနားထောင်၍ပြောင်းလဲကြလော့ငါဝိညာဉ်ကိုတင်တို့အဖို့တို့ငါတို့လောင်း၍ငါစကားဤအနက်အတိတ်ပေကိုနားလေစေမည်ငါသည်ခေါ်၍တင်တို့သည်ညင်းပေသောကြောင့်၎င်းငါလက်ကိုဆန့်၍အဘေသူမြမမတ်သောကြောင့်၎င်းငါတတိပေးခြင်းရှိသည်မြကိုတင်တို့သည်ပေ၍ငါဆုံးမသောစကားတခွန်းကိုနားမခံဘဲနေသောကြောင့်၎င်းတင်တို့သည်ဘေးဥပတ်နှင့်ကြုံတွေ့သောအခါငါရည်မည်ကြောင်မဲ့ပွဲသောအမှုအရာရောက်သောအခါငါပြည့်ရည်ပြုမည်တင်တို့ကြောက်မဲ့ဖွယ်သောအမှုသည်တုတ်တင်ပေးရှင်းခြင်းအမှုကဲ့သို့၎င်းတင်တို့ပျက်စီးခြင်းအမှုသည်လေပြင်းမုန်တိုင်းကဲ့သို့၎င်းရောက်လာ၍တင်တို့သည်ဆင်းရဲခြင်းဘူပန်းခြင်းနှင့်တွေ့ကြုံသောအခါထိုအမှုရောက်သောသူတို့သည်ငါကိုခေါ်တော်လဲငါမထူငါကိုကြိုးစား၍ရှာတော်လဲမတွေ့ရကြအကြောင်းမူကားသူတို့သည်ပညာအတတ်ကိုမုန်းကြ၏ထာဝရဘုရားကိုကြောက်ရွံ့သောသဘောကိုအလိုမရှိကြငါတတိပေးခြင်းကိုအလင်းနားမခံကြငါဆုံးမခြင်းရှိသည်မြကိုမချီမေ့မင်ပြုကြ၏ထို့ကြောင့်သူတို့သည်ကိုကျင့်ခြင်း၏အကျိုးအပြစ်ကိုစား၍ကိုကြံသောအကြံတို့နှင့်ဝကြလိမ့်မည်ဉာဏ်သိမ်သောသူတို့သည်လမ်းလွဲသည်ဖြင့်အသက်ဆုံးတတ်ကြ၏မိုက်သောသူတို့သည်တတိလစ်သောအဖြစ်ပျက်စီးခြင်းသို့ရောက်တတ်ကြ၏ငါစကားကိုနားထောင်သောသူမူကားလုံခြုံစွာနေ၍ဘေးကိုမကြောက်ဘဲငြိမ်ဝတ်လိမ့်မည်တုတ်တန်တစ်ကြားသူရောက်ရှိတဲ့ပုံမှာနှုတ်ပတ်တော်အဖြစ်ကောင်းချီးဖြစ်ပါစေနှုတ်ပတ်တော်၏အလင်းနှုတ်ပတ်တော်၏တွင်တင်ခြင်းကိုရရှိခံစားကြပါစေရောက်ရှိတဲ့ကိုယေရှုနာမ၌ကောင်းချီးပြီးဆုတောင်းမေတ္တာပို့တာပါတယ်